ရက်တော့နေပြီမဲ့ဒီဘဲကထွက်လာမျိုးတော့စိုးရင်စိတ်ကရှေ့မလုံးနောက်မလုံးဖြစ်နေကြတယ်ဟင်းအောင်ကြောသေးမင်းကောင်အငြိမ့်မနေပါလားမင်းတို့အိမ်မှာတရေရှိနေတာသိလို့ကြောမလုံးဖြစ်နေတာပေါ့ဒီညအိပ်ရမှာတော့ခက်လက်လန့်ပဲကွာအခုချိန်ကြီးဘာတမ်းမှမကြမှာတော့ဒီအိမ်မှာမရှိလို့ပေါ့ကွာဟင်းနေရလို့အပြင်ကလာပြီးစားတော့တာဖြစ်နိုင်တယ်ဟဲ့နောက်ညတယ်ငါလာမအိပ်တော့အေးမောင်ဖြစ်ဖြစ်ကန်းလာဖြစ်ဖြစ်ခေါ်၏ငါကတော့မင်းလောက်မကြောက်ဘူးဘယ်သူမှခေါ်မရလဲငါတယောက်တည်းပဲအိပ်မယ်ငါညီကိုခေါ်လို့ရငါညီနဲ့ပဲအိပ်မယ်ကွာ8 နာရီခန့်တော့မိုးကဖွယ်ဖွယ်လေးတာကြာတော့တယ်အရက်တပလင်မကုံသေးတော့လဲအမီအားလုံးကုံသွားပြီငါတမိရှာပြီးအမီလို့လို့ရတာရှာဝယ်လိုက်အောင်မယ်မင်းနေရတယ်မဟုတ်လားအိမ်ပေါ်မှာစားစီအညီဟောက်လည်းမရှိတော့ဘူးဆိုတော့နေရပါတယ်မင်းဟိုနားဒီနာပဲရှာကြည့်နော်ဝိမဲ့ထွင်မတွားနဲ့ပြန်လာခဲ့အမီရှာမရရင်ခဏနေအိတ်ကြမယ်ကွာငါအရင်အိမ်မှာ17 နာရီမကြုံမချင်းအိတ်တာမဟုတ်ဘူးကွာအမီရအောင်ရှာဝယ်ခဲ့မယ်စစ်လေးလေကုံတော့မယ်မရရအောင်ရှာဝယ်ခဲ့မယ်မင်းတကားတာစိတ်တာအောင်ခန့်ကတမီယူပြီးတကားဖွင့်ကအင်းရှိကထွက်သွားတော့တယ်ဟာဟေ့ခေါင်းရင်ပဲလမ်းတော့ကခြံစားမှာဈေးဆိုင်တစ်ဆိုင်ရှိတယ်ကွာဆိုင်မပိတ်သေးဘူးကွန်းဆိုင်ဖြစ်မယ်ဟာကောင်းတာပေါ့ကွာဒါဆိုအမီးလို့လို့ရမယ့်ဟာလားရှာဝယ်ခဲ့ဆိုင်နီးနီးနားရှိတော့အဆင်ပြေတာပေါ့ကွာအောင်ခန့်အိမ်မောကဆင်းတော့တပြေကျော်သိန်းကတကားပြန်စီပြီးလက်ကျန်အရက်ခွက်များကိုထိုင်တော့နေလိုက်တယ်အောင်ခန့်လည်းနေကင်းကအင်းရှိကားရပြီးပစ္စည်းများတင်ချနေတဲ့ဖြင့်လမ်းတော်ကဆန်ရှိနေသည်ကိုမမြင်ခဲ့ဘူးအမတ်တမဲနဲ့တတိမထားမိခဲ့ရတာဖြစ်နိုင်တာပဲဝယ်စရာကိစ္စလည်းမပေါ်ခဲ့တာကြောင့်ဆိုင်တဲ့ဆိုင်တော့မိမိငားထားတဲ့ခြံနဲ့လမ်းအကျော်ခြံတော်မှာရှိနေတာကိုမမြင်မိခြင်းလည်းဖြစ်နိုင်တယ်ယခုကဲတော့ကုန်းရဆိုင်အိမ်နီးနားမှာရှိနေတာဆိုတော့ကြောင့်အတေးအမောဝယ်စရာကိစ္စရှိရင်အဝေးသွားစရာမလိုမိကြီးဖျောင်းနိုင်စိတ်လိတ်ဆိုတာကမကြာခဏဝယ်ကုန်များဖြစ်တယ်ကုန်းရဆိုင်များမှာအလွယ်တကူဝယ်လို့ရတယ်မဟုတ်လားကျင်းတဲ့စိတ်နဲ့ကုန်းရဆိုင်တော့ရောက်သွားတယ်ဆိုင်ထဲမှာအသက်30ခန့်အမျိုးသားတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်ကုန်းရဆိုင်မှာမုံမျိုးစုံထိဆွဲထားတာကိုတွေ့ရတဲ့ဖြင့်လိုချင်တာကိုရွေးရှာလိုက်တယ်အာလူကျော်တောင်ကြီးပေးကျော်နဲ့ဇီးတုံးနှစ်ထုပ်ကိုဝယ်လိုက်တယ်စီပေါ်လိတ်ဂျိုတင်းရှိလားကိုကြီးကုန်သွားပြီဒါဆိုဘယ်စိလေးရမလဲစလိတ်ကုန်နေပြီ secret ရှိလားကုန်ပြီစိလိမန်နဲ့များဘာမှမရတော့ကွန်းရမစားတဲ့ပြကွန်းရမဝဲခဲ့တို့တော့အမီးအတွက်ရတဲ့များကျင်းနေပြီးချတဲ့ငွေ1000ပေးကအိမ်ပြန်လာခဲ့တယ်စိလိကနှစ်လိတ်ကြံသေးရကြောင်းတယောက်တလိကိုချွေတာတော့ရင်ရနိုင်တယ်ကိုစိတ်ပန်းဖြစ်ပြီးအခြားဆိုင်များကိုတောင်းဝေရမစင်းစားတော့ပဲပြန်လာခဲ့အတော်အပြင်မှာ10 မိနစ်ခန့်ပဲကြာတယ်အောင်ခန့်ခြေတံကြတာကြောင့်ကျော်သိန်းကတကားဖွင့်ပေးပြီးအထုပ်များကိုလန့်ယူလိုက်တယ်ဆိုင်မှာဆေးလိပ်ဆိုလို့ဘာမှမရခဲ့ဘူးအမီးတော့ကန်ကောင်းလို့ရခဲ့တာဆိုင်ကအဖြစ်ရောက်နေတာတုတ်တော်မယ်နဲ့တူပါတယ်ကွာဆေးလိပ်ကတယောက်တည်းရှိသေးတာပဲချွေတာပြီးတောက်ကြတာပေါ့ကွာအောင်ခန့်ကအင်ရှိတကားကိုတကားချက်ထိုးလိုက်တယ်အိမ်ပေါ်မှာမီးရောင်တစ်ချောင်းဆင်ထားတယ်မီးလင်းအောင်ကောင်းစွာရရှိနေရကြောင်းကျော်သိန်းအမီးလုံးရအာလူကျော်များကိုပကံနဲ့ထက်ပေါက်နေသည်ကိုအောင်ခန့်အမက်မဲ့လန့်ကြည့်လိုက်မိတယ်ဟာဟဲ့ကောင်ကျော်သိန်းမင်းလက်တွေကအာလူကျော်တို့ကိုကြည့်လိုက်အောင်ဟာမိုးရတက်နေပါလားဖေးမုံမူနဲ့စားမိနော်အခက်ပဲနေအောင်ကျန်တဲ့ထုတ်တွေကိုကြည့်လိုက်အောင်မယ်ဟာအကောင်လုံးအမတ်ပုံတွေကကောက်လာတာမှကောင်းအောင်မယ်မှုတက်သူကြီးပဲလာကွာဒီထုတ်တွေကိုယူပြီးတော့ပြန်ပေးမယ်အစားရရင်ပြန်ယူမယ်မရရင်ပတ်စံပြန်တောင်းမယ်အားနာဖို့ကောင်းပါတယ်ကြော်သိန်းရပတ်စံလည်းပြန်မတောင်းတော့ပါဘူးထားလိုက်တော့ပတ်စံမတောင်းချင်တယ်ဆန်ရှင်တိအောင်တော့ပြမယ်ထားပါဒီထုတ်တွေငါကိုင်းမယ်မင်းရှိရတော့အရက်မူးနေတဲ့ကြော်သိန်းကရစ်နေတဲ့ဖြစ်အောင်ခန့်လေကြော်သိန်းစိတ်ကြည်နေအောင်အင်ဂျီကဖွင့်ပြီးပြင်ထွက်လာခဲ့ကြတယ်ဟဲ့ကောင်ကြော်သိန်းဟိုဆိုင်ပိတ်သွားပြီမင်းမရှိတော့အဲ့ဒီဆိုင်တော့ကအင်ကဖွင့်တာဖြစ်မှာပေါ့ကွာလာလမ်းအောင်ပြီးပြောမယ်ဟာလမ်းမေးဆိုင်ဆိုတော့လမ်းထဲကလူတွေထွက်ပြီးဖွင့်တာလည်းဖြစ်နိုင်တာပဲမနဲ့သူဆိုင်ဖွင့်မှာပဲတော့ပြီးအစားတောင်းမယ်ကွာဟာနည်းနည်းနောက်ကျသွားတယ်ကွာနေအောင်ဆိုင်အခုမှပိတ်တာဖြစ်မှာဆိုင်နားမှာလူရှိရင်ရှိနိုင်တယ်
ပေးစမ်းမင်းသမီးကျော်သိန်းကသမီးကိုလမ်းယူလိုက်ပြီးတရက်ပင်နှစ်ပင်ကြားမှာအိမ်မော်ကလက်မြင်ရတော့ကွန်းရဆိုင်ကိုမိထုတ်ကြည့်လိုက်တယ်ဟမ်ဟျောဆိုင်ဘယ်နားမှာလဲလမ်းဟိုဘက်ကခြံထောက်မှာလေလမ်းမေးထောက်မှာလေဟေ့ဘာဆိုင်မှမရှိဘူးအမတ်ပုံလိုပဲမြင်နေရတယ်ဟေ့မင်းမှုနေပြီစိတ်လျှော့လိုက်တော့လာအိမ်ထဲဝင်အောင်ခန့်ကလက်ဆွဲပြီးဝင်ခိုင်းတဲ့အတွက်မချင်မနဲ့နဲ့အိမ်ထဲပြန်ဝင်ခဲ့တယ်ဆိုင်ရှိလို့ဒါငါသားတွေဝယ်ခဲ့တာပေါ့ကွာဟေ့ဆိုင်တော့မတွေ့ဘူးအမတ်ပုံမှတွေ့တယ်မင်းမုံမှုနဲ့အမတ်ပုံကကောက်လာတာလားဟေ့ကောင်ငါမမှုသေးပါဘူးကွာလမ်းလျှောက်တာလည်းခြေလက်မမသေးဘူးစကားပြောရတော့အားလေးရှာလည်းမဖြစ်သေးဘူးမင်းရောမှုနေပြီလားငါလည်းမမှုသေးဘူးမင်းလည်းမမှုငါလည်းမမှုမှာတော့မဟုတ်တယ်လျှောက်လို့ပါမလားမနဲ့မအဲ့ဒီဆိုင်ရှင်ကိုသူ့ပစ္စည်းတော့ပြမယ်အခုမင်းကျန်တဲ့ပလင်ဆက်တော့အောင်မလားအမီးမရှိလဲရေမများရုပ်ပြီးအချိန်ဖြုံးကြတာပေါ့ကွာအဲ့ရှင်တဲ့ချိန်မှာအိပ်မယ်ဒါနဲ့ဒုတိယရက်ပလင်ကိုဖွင့်ပြီးဆက်၍တောက်နေလိုက်တယ်ည7 နာရီခန့်အရောက်အိမ်ရှိလေကမှတကြွကြွမိတဲ့နဲ့ခြေတံခက်ပြင်းပြင်းတက်လာတဲ့အတန်မျိုးကိုကြားလိုက်ရတယ်တစ်ဆက်တည်းမှာအိမ်မော်ခုန်တက်လိုက်တဲ့အတန်နဲ့တော့အိမ်မှာတိတ်ငင်နဲ့လှုပ်သွားကြီးကိုတိလိုက်ရတယ်ဟာအိမ်မော်တေးခုန်တက်တဲ့နဲ့တူတယ်အေးကွာဟင်းတွေခိုးစားသွားတဲ့တေးရောက်လာတာဖြစ်မယ်ဟာဟဲ့မိဘူးကနေရောက်သွားပြီအိမ်ထဲမှာဘာမှမရှိလို့ဦးလွင့်ပြတာလားမသိဘူးမိဘူးခံဘက်ကိုကြောပိတ်ထိုင်နေတော့ကြော်သိန်းကအောင်ခန့်ထိုင်အနီးကိုတိုးသွားပြီးမိဘူးဘက်ကိုလှည့်ကြည့်နေလိုက်တယ်ဟာဟေ့မမေအကောင်ကြီးမိဘူးအခန်းဝါမှာရိတ်ကနေဖြတ်သွားတော့အကောင်ကြီးကိုနှစ်ယောက်လုံးမြင်လိုက်ရတယ်အိုးတန်ခွက်တယ်များကြားပြီးအောက်တို့ခုံချလိုက်တဲ့အတန်မျိုးပါကျေလောင်ဆိုကြားလိုက်ရတယ်တညက်နေလုံးမိုးရွာထားတဲ့ပြည့်ခြံထဲမှာရေကတဆော့တမိုက်ကတင်နေတာကြောင့်တရေလျှောက်သွားတော့ခြေတံများကိုအတိုင်းသားကြားနေရတယ်ရေထဲလျှောက်သွားတော့ခြေတံကအင်းရှိဘက်သို့ထွက်သွားပြီးအတန်ပြောက်သွားတယ်ကဲတရေတော့လမ်းပေါ်ရောက်သွားပြီအပေါ်ပါသွားပြီးအိတ်ကြမယ်ကွာအေးအိတ်ကြမယ်ပလင်းနဲ့ပကံကြီးကတော့ဒီတိုင်းပဲထားလိုက်တော့မနေ့ကမှတင်းတော့မယ်မရောက်တာမကြခင်မှာပဲအိတ်ရပြင်းပြီးအိတ်ကြတော့တယ်တရားဥစ္စာရှင်တော်ကိုကြောသိန်းအတွက်ထောင်ပေးပြီးသူလည်းချင်းတော်တစ်လုံးထောင်ကအိတ်လိုက်တယ်အိတ်ရတဲ့ဝင်ပြီးအိတ်မပြောသေးတဲ့အချိန်ကွန်းရဆိုင်ကဝဲလာတော့အာလူကျော်အမိတုံများကိုမြင်အောင်ကမျက်လုံးပြုတ်ကျဲသွားတယ်ဒီလိုမှုတက်တွေကိုလူတော်များများကိုရောက်မိပြီလားမသိဘူးစားမိကုန်တော့ယောဂမျိုးစုံရကုန်တော့မှာပဲလူကြီးဆိုအကြောင်းမဟုတ်ဘူးကလေးတွေကိုရောင်းလိုက်မှုတက်မှမသိပုတ်တို့မှမသိနဲ့ဝယ်ပြီးစားကုန်ကြမှာပဲအိတ်နီကစိတ်ထဲမကြည်မနှက်ဖြစ်လာတယ်ဒါကြောင့်စက်ရည်မအိပ်ပဲအာလူကျော်တောင်ကြီးပဲကျော်ဇီးတို့များကိုတင်းကျိုးယူပြီးတကားဖွင့်ကအိမ်အောက်ကိုဆင်းလာခဲ့တယ်ထူးထူးခြားခြားနည်းနည်းတစ်ခေါက်မှအရာအလုံးလင်းထိန်နေတယ်သူ့လက်ထဲမှာတမီးမပါတော့လဲခလန်းလန်းစီကိုမြင်နေရတယ်အိမ်မော်ကဆင်းကလေးကတဲကြီးမဲကြီးရွာနေတော့မိုးကတိတ်သွားတယ်လမ်းမပေါ်ကိုရောက်လာခဲ့တယ်ခေါင်းရင်းပဲလမ်းကျော်ကကုန်းရဆိုင်စီကိုလမ်းလျှောက်လာခဲ့တယ်ဟမ်ကုန်းရဆိုင်မရှိတော့အမတ်ပုံတပုံပါလားငါစီကိုလာတာလားရုပ်တည်းအမတ်ပုံမှာရောင်ဝင်အိုးခန့်အမွေးအမြင်မဲမဲနဲ့အကောင်ကြီးတစ်ကောင်ထိုင်လျက်တွေ့လေရတယ်သူ့လက်ကြီးများကိုစန့်နေပြီးအောင်ခန့်ကိုစကားလန့်ပြောတယ်မင်းလက်ထဲကအထုပ်တွေကိုလာပြန်ပေးတာလားငါဒီအမတ်ပုံကကောက်ပေးလိုက်တာမလို့ချင်းထားခဲ့လေအောင်ခန့်လေတစီကောင်ကြီးကိုမြင်ပြီးကြက်တီသေးနေတယ်ရှစ်လည်းမတွန်းနိုင်နောက်ကျောင်းလည်းပြန်မလဲနိုင်နဲ့ခြေလက်များလှုပ်ရမရပြီဖြစ်နေတယ်မင်းကြောင့်နေပြီမဟုတ်လားမင်းလက်ထဲကအထုပ်တွေကိုအမတ်ပုံမှာပြစ်ထားခဲ့လေလာပါမကြောက်ပါနဲ့လာပါကွာထိုခါမှာအောင်ကအတိဝင်လာပြီးလက်ထဲကအထုပ်များကိုအမတ်ပုံကိုလှမ်းပစ်လိုက်တယ်လက်များလှုပ်ရှားရင်မရသဖြင့်အထုပ်များကိုပြစ်ချပြီးနောက်ကျောင်းလှည့်ရန်ပြင်လိုက်စင်ငါ့ကိုကူညီလို့ရကူညီပါကွာငါအကူညီလို့နေလို့ပါကူညီပါအောင်ခန့်နဲ့ခြေလက်များလှုပ်ရှားရတာနဲ့နောက်ဘက်လှည့်ပြီးအိမ်ကိုခြေကုံတုတ်လာခဲ့တယ်တစီကြီးပြောလိုက်တော့စကားတည်းများကတူနာထဲမှာအတိုင်းသားကြားနေရတယ်ခြံထဲလန့်ဝင်ပြီးအိမ်မော်တက်လိုက်တယ်နဲ့ပေါ်ဝန်းကျင်တစ်ခုလုံးနေအလင်းရောင်ကဲတော့လင်းထိန်နေရကနေပုံမှန်ညက်တဲ့တကောင်အကြောင်းတို့ချက်ချင်းပြောင်းနေသွားတယ်
အမောင်တို့ကိုကြောက်လန့်ပြီးအောင်ခန့်တကားအမြန်ပိတ်ကအိပ်ရတယ်ပြေးဝင်လာခဲ့တယ်